ရမဆွဲနဲ့လက်ကရမဆွဲနဲ့ โอ้ยအောင်မယ်လို့ပြောနေတယ်ဒီဘာကြီးရမဆွဲနဲ့နော်ဖြည်းဖြည်းလေးဆွဲရက်ချင်ဗလက်လီပါလွတ်လိုက်တော့ဒီပါလွတ်လိုက်တော့ဗရိတ်နေတိုင်ငယ်ကြီးနဲ့ချန်စီယိုကြီးအိုးဒီပါရန်ကုန်တော့တချစင်းစားချင်းချင်းပြီးတော့မှမန်ကိုတော့တွိုင်းလမ်းပြရမှုပြင်းတော့ရန်ကုန်အောင်မယ်အားလုံးမှဖန်တော့အောင်ကျင်းလာမကျင်းနေရင်လီးပဲလေမောတော့ခေါင်းမယ်နှလုံးသားနောက်ကိုလိုက်ပါဘဝမှာတစ်ခုခုကိုဆုံးဖြတ်ခက်ခဲနေပြီဆိုရင်နှလုံးသားရဲ့နောက်မင်းပြောလိုက်ရင်ရာလို့မင်းပြောတော့ဆေးလေးတောက်တာကျမ်းမာတော့မကောင်းလေပြည့်ရှော့တော့ပါလားမင်းဖေသွားပြောကိုမောချစ်တယ်စူခဲစီမြဲစီပါနေကငါတော်ပဲဖြစ်ရမယ်နော်နေဘေးနားမှာအမိုက်တွေရှိရင်ငါအကုန်မီးချော့ပြစ်မှာနော်ပင်ကြီးရလဲကွာဘယ်မှမသိတဲ့ဖိုးကြီးဘာလို့ခေါ်လာလဲမသိပါဟာရမင်းအဲ့လိုမပြောနဲ့လေကွာမင်းကလေးတွေအဲ့လိုပဲကြိုက်များကြိုက်သွားလို့ကတော့တဘောအောင်ဆရာကြီးလုံးပါဟာမင်းကဆရာကြီးပဲကွာဒီသားကလဲနေစီတာဘာဖြစ်လို့လဲမိုက်တယ်ရောက်မိုက်တယ်ဘာဖြစ်လို့လဲသူ့ကိုထိတာငါ့ကိုညိတာမင်းဖေသွားပြောကြည်ပြလေပြတကယ်ချစ်ခဲ့တာမဟုတ်ဘူးငါမင်းစစ်သူမဟုတ်ဘူးကိုပြောတော့ဘယ်သူမှမချစ်ခဲ့ဘူးပါအောင်ဆိုဒါပေမဲ့ဒီတစ်ခုတော့မောမပြောရလို့ကိုဖုံးကွယ်ထားခဲ့မိပါလေဟုတ်ပြီပါမချစ်နိုင်ဘူးဒါတော့မချစ်နိုင်ဟုတ်ပြီပါအခုလည်းနေကိုပိုင်းလုံးလာတော့တာဟုတ်ပြီပါလူတယောက်ကိုချစ်ဖို့ဆိုတာမလွယ်ဘူးကိုချစ်ပြီးသားလူတယောက်ကိုပြန်မချစ်ဖို့ဆိုတာပို့ပြီးတော့မလွယ်ငါမဆက်လို့ရမှာလဲပြောငါမဆက်လို့ရမှာလဲတယောက်ငါနဲ့လိုက်မယ်ဘလူးလိုက်မလဲဘလူးလိုက်မလဲလိုက်ချင်တဲ့လူလက်ထောင်သွားမယ်စိတ်ကူးရင်အိမ်မတ်ပါတူတူသွားကြဆိုလားသွားမှာပေါ့မနဲ့လို့ဒီအေးချမ်းသားရပါသေးဟုတ်တယ်အညာထားနေဒီလိုမျိုးသားရပါသေးလို့သူ့တောင်းပါတယ်ရေခဲကြီးဖုံးလွှမ်းတယ်လူတွေအဲ့လိုအဲ့ဒီချော့ကြတယ်ဟုတ်တယ်ဒါအဲ့လိုအဲ့ဒီချော့ကြတယ်ကျောကလည်းအဲ့လိုတင်းကြီးလွတ်သွားတယ်ရန်ကုန်တော့တချစင်းစားချင်းချင်းပြီးတော့မှမန်ကိုတော့တွိုင်းလမ်းပြရမှုပြင်းတော့ရန်ကုန်အောင်မယ်အားလုံးမှဖန်တော့အောင်ကျင်းလာမကျင်းနေရင်လီးပဲလေဒါဘလို့ဖြစ်နေကြတာလဲမင်းဘာလို့ကွာမင်းငါဆိုอยู่ဘာလို့မင်းအဲ့လိုကြီးလောက်ကြတော့ကွာငါတောင်းမှမှာလေကွာမင်းတို့ကတော်တွေအများကြီးပဲငါမှသူတယောက်ပဲကြီးတာကွာငါတောင်းမှမှာလေကွာရောက်ရမင်း Bruh Oh,